ရေတော့သူ့အသင်းကိုရှုံးစေခြင်းနေတာပါဒါကြောင့်လေသူဟာတိုက်စစ်မှုရဲ့တောက်ရည်ထဲမှာဝမ်းနှုတ်ဆေးတွေတိတ်တဆိတ်ရောထည့်ခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကဟာလိုင်းရဲ့သားဟာဘာမှမဖြစ်ဖဲပုံမှန်တိုင်းပါပဲတကယ်တော့သူဟာအရင်ကထက်တောင်ပိုပြီးတက်ကြွလှူရှားနေပါသေးတယ်မင်းနဲ့ပိုင်တွင်းပါတယ်သူကအလွန်ကောင်းမွန်တဲ့ဂိုးတကိုးကိုတွင်းယူနိုင်ခဲ့ပါတယ်နီးပြကထိတ်လန့်သွားပြီးဝမ်းနှုတ်ဆေးပါတဲ့ရေနောက်တစ်ခွက်ကိုသူ့ကိုအမြန်ထက်တိုက်လိုက်ပါတယ်ဒါပေမဲ့လည်းတိုက်စစ်မှုကလျှက်စီးလိုမြ мян ဆန်ဆန်ဖြီးနေတော့မှာပဲခန်းစစ်ကစားသမားတွေကိုတနာရီမိုင်900နှုန်းလောက်နဲ့ကြော်ဖြတ်သွားပါတယ်ပြီးတော့ penalty area ရဲ့ရောက်တာနဲ့ကြည်တောင်မကြည့်ပဲနောက်ထပ်ဂိုးတကိုးတွင်းယူလိုက်ပြန်ပါတယ်နီးပြရဲ့စိတ်ဖြီးစည်းမှုတွေအထွတ်အတိုက်ရောက်သွားပါတယ်သူကတူညီတဲ့အရေးကိုတတိယအကြိမ်ထက်တိုက်ပြန်ပြီးမြရလက်ကတော့အတူတူပါပဲတိုက်စစ်မှုဟာကွင်းသေးပြန်ဝင်သွားပြီးဘသူမှတားဆီးလို့မရအောင်ထစ်နေပါတယ်ခန်းစစ်သမားတွေနဲ့ဂိုးသမားကိုပါလှည့်စားကြော်ဖြတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်သူဟာပိုက်ကိုကင်ပြီးအိမ်သားစီတန်းပြေးသွားပါတော့တယ်ဝမ်းနှုတ်ဆေးကနောက်ဆုံးတော့အာနီတင်ပြလာတာပါနီးပြကလည်းသူ့အစီအစဉ်နောက်ဆုံးတော့အောင်မြင်သွားပြီဆိုပြီးတက်ပြင်းချကစိတ်အေးသွားခဲ့ပါတယ်ဒါပေမဲ့သူတခုတည်းရသွားတာကသူတို့အသင်းရဲ့ဂိုးသမားဟာအယမ်းကိုတော်လွန်နေပြီးပြိုင်ဘက်အသင်းကဘလို့ပဲကြိုးစားဂိုးမသွင်းနိုင်ကြသေးတာပါပဲအသင်းကိုမရအောင်ရှုံးစေခြင်းတဲ့နီးပြဟာဂိုးသမားကိုထုတ်ပြီးအတွေ့အကြုံလုံးဝမရှိတဲ့ကစားသမားတစ်ယောက်နဲ့လူစားလဲလိုက်ပါတယ်အစာပိုင်းမှာတော့အစီအစဉ်ကအောင်မြင်တော့မလို့ထစ်ခဲ့ပါတယ်နီးပြလည်းစိတ်သက်သာရသွားပေမဲ့သူမသိလိုက်တာကအသက်ဝင်လာတဲ့ဂိုးသမားဟာရွှေဘော်လုံးရှူရင်အဆင့်အတန်းရှိတဲ့ပညာရှင်တစ်ယောက်ဖြစ်နေတာပါပြိုင်ဘက်တွေဘလောက်ပဲကြိုးစားပါစေသူ့ကိုကြော့ဖြတ်လို့မရခဲ့ပါဘူးသူကဂိုးတွေကိုမြ мян ဆန်းဆန်းကာကွယ်ပေးနေတာကြောင့်ပရိသတ်တွေလည်းယူးမသက်အားပေးနေကြပါတယ်နီးပြရဲ့မျောလင့်ချက်တွေကတော့ပြိုလဲသွားခဲ့ပါပြီအခုတော့နောက်ဆုံးအခွင့်အရေးတစ်ခုပဲကြံတော့ပါတယ် free kick ရတဲ့အချိန်မှာနီးပြကဘောလုံးပေးဖို့မှုအမြဲမားလေးရှိတဲ့မျက်စိဆွေးတဲ့ကစားသမားတစ်ယောက်ကိုလူစားလဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟာလိုင်းရဲ့သားဟာအိမ်သားကနေပြန်ရောက်လာပါတယ်အဲ့ဒီမျက်စိဆွေးတဲ့ကစားသမားကဘောလုံးပေးဖို့ကြိုးစားလိုက်ပေမဲ့မှားယွင်းပြီးသူ့အသင်းအတွက်ပဲဂိုးမင်းပေးလိုက်တယ်လို့ဖြစ်သွားပါတော့တယ်